လူတိုင်းကဘာလို့ဒီငါးကိုဒီလောက်တောင်ကြောက်နေကြတာလဲအကြောင်းရင်းကတော့ဒီငါးဟာကပားပြတ်ကင်းပြငါးဆိုတဲ့အမည်မဖော်လို့တဲ့နာမည်တစ်ခုကိုရရှိထားလို့ပါပဲဒီဗီဒီယိုကိုရိုက်ကူးနေတဲ့သူတွေဟာမကြခင်မှာဘာတွေဖြစ်လာတော့မလဲဆိုတာကိုသိနေကြတာကြောင့်တကယ်ကိုထိတ်လန့်တုန်လှုပ်နေကြပါတယ်အကြောင်းရင်းကတော့ရေပေါ်ကိုတပြိုင်နက်တည်းတက်လာတဲ့ငါးတလဘီရင် herring king တော့မဟုတ် old fish နှကောင်ကိုသူတို့ရိုက်ကူးနိုင်ခဲ့လို့ပါပဲဒီငါးတွေဟာအရှည်18ပေထိရှိနိုင်ပြီးအလေးချိန်အပြင်ပေါင်900ကျော်ထိရှိတတ်ပါတယ်ဒီငါးတွေကိုကန်နနာမှာတွေ့တဲ့အခါတိုင်းအခုဒီလူ jet ski နဲ့လှုပ်ပြသလိုမျိုးဖန်စီပြီးပင်လယ်ဝီဝီစီကိုပြန်လွတ်ပေးဖို့စူးစမ်းကြပါတယ်ဒါပေမဲ့လူတိုင်းကဘာလို့ဒီငါးကိုဒီလောက်တောင်ကြောက်နေကြတာလဲအကြောင်းရင်းကတော့ဒီငါးဟာကပားပြတ်ကင်းပြငါးဆိုတဲ့အမည်မဖော်လို့တဲ့နာမည်တစ်ခုကိုရရှိထားလို့ပါပဲသူဟာတဘာဝဘေးအန္တရာယ်တစ်ခုကိုကြားရောက်တော့မယ်ဆိုရင်ကြိုတင်သိရှိနိုင်စွမ်းရှိတယ်လို့ယူဆကြပါတယ်ဥပမာအားဖြင့်2004ခုနှစ်တုန်းကအိန္ဒိယကမ်းခြေတစ်ခုမှာရေငုံသမားတွေကဒီငါးကြီးတစ်ကောင်ကိုတွေ့ခဲ့ပြီးနောက်မှာပဲထိုင်းနိုင်ငံမှာအလွန်ကြောက်စရာကောင်းတဲ့ဆူနာမီလိုင်းကြီးရိုက်ခတ်ခဲ့ပါတယ်အဲ့ဒီဆူနာမီဟာပင်လယ်ရေအောက်ကအင်အားပြင်းငလဲကြောင့်ဖြစ်ပေါ်လာခဲ့တာပါဒီလိုဖြစ်ရမျိုးကတစ်ချိန်တစ်ခါတည်းဖြစ်ခဲ့တာမဟုတ်ပါဘူး2019ခုနှစ်ဖိလစ်ပိုင်မှာလည်းငလဲမလွတ်ခင်တရက်အလိုမှာပဲကမ်းခြေနားမှာငါးတလပင်ရဲ့နှစ်ကောင်ကိုတွေ့ရှိခဲ့ကြပါတယ်အခုတော့ဒီဘေးအန္တရာယ်ရဲ့ရှေ့တော်ပြေးငါးကြီးဟာရေပေါ်ကိုပြန်လည်ရောက်ရှိလို့လာပြန်ပါပြီလူသားတွေအတွက်ဘာတွေများစောင့်ကြိုနေအောင်လဲလူတိုင်းကဘာလို့ဒီငါးကိုဒီလောက်တောင်ကြောက်နေကြတာလဲအကြောင်းရင်းကတော့ဒီငါးဟာကပားပြတ်ကင်းပြငါးဆိုတဲ့အမည်မဖော်လို့တဲ့နာမည်တစ်ခုကိုရရှိထားလို့ပါပဲဒီဗီဒီယိုကိုရိုက်ကူးနေတဲ့သူတွေဟာမကြခင်မှာဘာတွေဖြစ်လာတော့မလဲဆိုတာကိုသိနေကြတာကြောင့်တကယ်ကိုထိတ်လန့်တုန်လှုပ်နေကြပါတယ်အကြောင်းရင်းကတော့ရေပေါ်ကိုတပြိုင်နက်တည်းတက်လာတဲ့ငါးတလဘီရင် herring king တော့မဟုတ် old fish နှကောင်ကိုသူတို့ရိုက်ကူးနိုင်ခဲ့လို့ပါပဲဒီငါးတွေဟာအရှည်18ပေထိရှိနိုင်ပြီးအလေးချိန်အပြင်ပေါင်900ကျော်ထိရှိတတ်ပါတယ်ဒီငါးတွေကိုကန်နနာမှာတွေ့တဲ့အခါတိုင်းအခုဒီလူ jet ski နဲ့လှုပ်ပြသလိုမျိုးဖန်စီပြီးပင်လယ်ဝီဝီစီကိုပြန်လွတ်ပေးဖို့စူးစမ်းကြပါတယ်ဒါပေမဲ့လူတိုင်းကဘာလို့ဒီငါးကိုဒီလောက်တောင်ကြောက်နေကြတာလဲအကြောင်းရင်းကတော့ဒီငါးဟာကပားပြတ်ကင်းပြငါးဆိုတဲ့အမည်မဖော်လို့တဲ့နာမည်တစ်ခုကိုရရှိထားလို့ပါပဲသူဟာတဘာဝဘေးအန္တရာယ်တစ်ခုကိုကြားရောက်တော့မယ်ဆိုရင်ကြိုတင်သိရှိနိုင်စွမ်းရှိတယ်လို့ယူဆကြပါတယ်ဥပမာအားဖြင့်2004ခုနှစ်တုန်းကအိန္ဒိယကမ်းခြေတစ်ခုမှာရေငုံသမားတွေကဒီငါးကြီးတစ်ကောင်ကိုတွေ့ခဲ့ပြီးနောက်မှာပဲထိုင်းနိုင်ငံမှာအလွန်ကြောက်စရာကောင်းတဲ့ဆူနာမီလိုင်းကြီးရိုက်ခတ်ခဲ့ပါတယ်အဲ့ဒီဆူနာမီဟာပင်လယ်ရေအောက်ကအင်အားပြင်းငလဲကြောင့်ဖြစ်ပေါ်လာခဲ့တာပါဒီလိုဖြစ်ရမျိုးကတစ်ချိန်တစ်ခါတည်းဖြစ်ခဲ့တာမဟုတ်ပါဘူး2019ခုနှစ်ဖိလစ်ပိုင်မှာလည်းငလဲမလွတ်ခင်တရက်အလိုမှာပဲကမ်းခြေနားမှာငါးတလပင်ရဲ့နှစ်ကောင်ကိုတွေ့ရှိခဲ့ကြပါတယ်အခုတော့ဒီဘေးအန္တရာယ်ရဲ့ရှေ့တော်ပြေးငါးကြီးဟာရေပေါ်ကိုပြန်လည်ရောက်ရှိလို့လာပြန်ပါပြီလူသားတွေအတွက်ဘာတွေများစောင့်ကြိုနေအောင်လဲ